မင်္ဂလာပါရှင်ဒီနေ့မှာတော့ညီမလေးတို့ MCC Auto မှာရောက်ရှိထားတဲ့ရှားပါကားလေးတွေရတစ်စီးဖြစ်တဲ့ Chang'an CS75 Plus မှာ Third Generation ကားလေးကိုညီမလေးကဒီနေ့အသေးစိတ်မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီ Chang'an လေးရဆိုရင်ပေါ့နော်ဒီ brand ကမြန်မာနိုင်ငံကိုဆိုရင်2020လေးရနေဒီမြန်မာနိုင်ငံရဲ့ကားဈေးကွက်လေးကိုစတင်ရောက်လာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးနဲ့မစင်ကြတဲ့ brand လေးပဲဖြစ်တယ်ပေါ့နော်ဒီကားလေးကတော့ဒီ Chang'an CS75 Plus မှာ Third Generation 2023 model လေးပဲဖြစ်ပါမယ်ရှင်ဒီကားရဲ့ရှေးရုပ်ထွက်ဒီဇိုင်းပိုင်းကိုပထမအဆုံးအနေနဲ့ပြောရမယ်ဆိုရင်ပေါ့နော်သူကLED မီးရန်အပြည့်နဲ့ဖြစ်သွားမယ်ပြီးရင်အောက်ဘက်ကရှေ့ gray line ဆိုရင်ဘိုးရာလက် V shape ဒီဇိုင်းဖြစ်သွားမယ်ပေါ့နော်အားကြောင့်မို့သူ့ရဲ့ရုပ်ထွက်ပါတော်တော်လေးလေးအားစရာကောင်းပါရှင်ပြီးရင်သူ့ရဲ့ high ground clearance ဆိုရင်လည်းမြင့်မားရဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အခုလိုမိုးရင်းကာလာမှာ bike ခွက်တွေနဲ့မလို့မကင်းဖြစ်မှာပဲဆိုရကြမျိုးရဲ့အတွက်တော်တော်လေးညို့ရဲပဲသွားမလား high ပဲသွားမလားတော်တော်လေးမောင်းနေရအဆင်ပြေတဲ့ကားလေးကြီးပဲဖြစ်ပါရှင်ဒီ Chang'an လို့ခေါ်ရအောင်ပါဆိုလဲ rear sensor လေးလည်းပါရှိသွားမှာပဲဖြစ်ပါတယ်ရှင်။သူ့ရဲ့ကြာဆိုင်ရဆိုရင်လည်း90 inch ရှိတဲ့အတွက်ကြောင့်မို့လို့ကြာဆိုင်ပြည့်ရဲ့ကားလေးစီးပဲဖြစ်ပါတယ်ရှင်။ engine ကတော့ Blue Gold engine ကိုအသုံးပြုထားပြီးတော့ဒီကားရဲ့ထူးခြားချက်ကတော့ gear box က Japan Aishin gear box ကိုအသုံးပြုထားတဲ့အတွက်ကြောင့်မို့လို့ China brand ကိုခုမှစစီးနေသူတွေအတွက်လည်းတကယ်ကိုတင့်တော်ပြီးရွေးချယ်တင်ဆောင်ကားလေးစီးပဲဖြစ်တယ်ပေါ့နော်။ကဲသူ့ရဲ့အတွင်းခန်းကြောင်းပြောမယ်သူ့ရဲ့အတွင်းခန်းကြောင်းပြောရမယ်ဆိုရင်သူ့မှာတုံးထားရဲ့လေတာရဆိုရင် premium လေတာစီးရဖြစ်တယ်ချုပ်ရိုးချုပ်သားတွေဆိုရင်လည်းတော်တော်လေးသိသက်တယ်ပေါ့နော်အရာဆိုရင်လည်းဒီကားရဲ့အပြင်အဖြူရောင်ရဲ့ match ဖြစ်တဲ့ကာလာလေးဖြစ်တဲ့အတွက်တော်တော်လေးကြည့်ကောင်းနေရှင်ပြီးလို့ရှိရင်ထိုင်ကုန်ပုံစံဆိုရင်လည်းလုံးဝ sporty vibe လုံးဝအဲ့လို sport vibe ပုံစံကိုတွားရပေါ့နော်သူရဲ့ထိုင်ကုန်ပုံစံညာကတော့တားကြီးတူတူစားကြီးပြောင်းလဲရမရှိဘူးဒီတိုင်းလေတာကျုပ်ဖြစ်မယ်ပြီးရင် cruise control ရေးပြေဆုံးပါမယ် voice control ရေးပြေဆုံးပါမယ်ပြီးရင် voice command လေးလည်းပါသွားတဲ့အတွက်အထက်က function တွေကိုလည်းဒီ voice command နဲ့တစ်ဆင့်လည်း control လုပ်လို့ရအောင်ပဲပေါ့နော် digital cluster မှာဆိုရင်လည်း door open warning တွေပါမယ် tire pressure warning တွေလည်းပါရှိသွားမှာပဲဖြစ်ပါတယ်ရှင်ပြီးရင်ဒီ model မြင့်ကားတစ်စီးလို့ပြောပြနေကြမလို့ပါပေါ့နော် digital cluster နဲ့ infotainment screen ကကျူရဲကိုတွဲသုံးထားတဲ့အတွက်တော်တော်လေးအဆင်ပြေရပေါ့နော်ကားမောင်းတဲ့အခါကားမောင်းတဲ့သူတွေအကြိုက်တွေ့စီမှာပဲဖြစ်တယ်ပြီးရင် driving recorder လေးပါရှိရတဲ့အတွက်ကြောင့်မို့လို့သူက safety ဖြစ်တယ်ပေါ့နော်အစီရက်နေပါတခုခုဖြစ်တဲ့အခါကြားလို့ရှင်လေသူက driving recorder ပါထားတဲ့အတွက်ကြောင့်မို့လို့မမိုရီကက်ထည့်ထားအောင်လေကိုပြန်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ပြီးရင်ကားလေးနေပါမယ်Apple CarPlay Android Auto ကြီးလည်းပါရှိသွားမယ်တခြား function လေးတွေလည်းပါသွားမယ်ရှင် function လေးတွေကလည်းသုံးရတာလွယ်ကူတဲ့အတွက် user friendly လေးဖြစ်တယ်ပေါ့နော်ဆိုရင်လည်း dual climate control ဖြစ်သွားမယ်ပေါ့နော်ဒီ infotainment screen မှာလည်း aircon ကို control လုပ်လို့ရသလိုဒီအောက်ဘက်ကခလုတ်လေးနဲ့လည်း aircon ကို control လုပ်လို့ရမှာဖြစ်ပါရဲ့ရှင် driving mode အနေနဲ့ဆိုရင်လည်း customize sport normal eco ဆိုပြီးတော့ driving mode လေးမျိုးပါရှိမှာဖြစ်ပါရဲ့ရှင်ဒီ driving mode တွေကလေဒီလိုမျိုးတိတိတသားကြီးထူးကြမျိုးမဟုတ်ပေမဲ့ဒီ driving mode လေးပြောင်းစီးလိုက်အောင်ဆိုရင်ကားတစ်စီးရဲ့စီးနေပေမဲ့သူကမျိုးမျိုးခန်းစားချက်တွေပြီးစမှာပေါ့နော် eco ဆိုရင်လည်း mode တစ်မျိုး sport mode နဲ့ပြောင်းစီးမယ်ဆိုလို့ရှိရင်လည်း mode တစ်မျိုးဖြစ်တဲ့အတွက်တော်တော်လေးကိုအဆင်ပြေပေါ့နော်နေ့စဉ်ကားမောင်းနေတဲ့သူတွေအတွက်ဆိုရင်ဒီကားကလေ function တော်တော်စုံနေလို့ပြောလို့ရတယ်ဒီကားမှာညီမအကြိုက်ဆုံးတစ်ခုကတော့ဒီ wireless charging ပါသွားတယ်ဘာလို့လဲဆိုတော့ wireless charging ပါတဲ့အတွက်ကိုကြီး highway တွေခရီးဝေးတွေသွားတဲ့အခါဆိုအသွင်ကျိုးမရဲ့အခါမျိုးဆိုရင် wireless charging လေးပါတော့တော်တော်လေးကိုအဆင်ပြေပေါ့နော် safety ဘိုင်းနေနေဆိုရင်လည်း360 camera လေးပါသေးရပေါ့နော်360ကိုမှ 2D 3D နဲ့လည်း infotainment screen မှာကိုလိုတလူကြည့်လို့ရမယ်ရှင်ဒီကားမှာဆိုရင်ဒီ driver ဘက်ခြမ်းမှာကpassenger ဘက်ခြမ်းမှာပါစီမော်တာလေးပါနေပါသေးတယ်ဒီကားမှာညီမနောက်ထပ်ကြိုက်တဲ့အချက်တစ်ခုကတော့ panoramic sound လေးပါသွားပြီဖြစ်ပါရှင် panoramic sound ပါတော့ခီးသွားတဲ့အခါမှာရှုခင်းတွေကိုလည်းထင်သာမြင်ရပေါ့နော်ဒါလေးကတော်တော်လေးအဆင်ပြေပါရှင် SUV ကားဆိုတာတော့လုံးဝပြောစရာမလိုရှင်ဘာလို့လဲဆိုတော့ဒီ interior room မှာဆိုလို့ရှိရင်ခေါင်းလဲလွတ်တယ်ခြေလဲလွတ်တယ်တကယ်ကိုခြေချောင်ချစ်ချစ်နဲ့အသက်ရှူဝါကြဲကြဲဝန်းစီလို့ရတစ်ယောက်တည်းစီးမယ်ဆိုရင်လည်းဒီမှာ Ambrus လေးလည်းချထားလို့ရတယ်ဒီ Ambrus မှာကောက်ဟူတာလေးလည်းပါတယ်ရဲ့အတွက်တကယ်ကိုအဆင်ပြေပါရှင်ဒီကားမှာတကယ်ကိုအဆင်ပြေတာတစ်ခုကတော့ဒီ interior room အတွက်ဒီ rear comfort fan လေးထပ်ပြီးတော့ပါဝင်လေးရပြီဖြစ်ပါရှင်ဒီနောက်ခန်းတော့ပါ aircon လေးပါအောင်လေးနောက်မှထိုင်နေလူလေးပါ aircon လေးကောင်းကောင်းခံစားရပါရှင် cargo space လေးကိုချက်ကြည့်ကြမယ်ပြီးရင်သူ့မှာနောက်ဖုံးမော်တာလေးလည်းပါဝင်လေးရပြီဖြစ်ပါရှင်သူ့ရဲ့ cargo space ရဆိုလို့ရှိရင်တကယ်ကိုကျယ်ဝန်းနေတကယ်ကျယ်ရဲ့အတွက်ကြောင့်မို့လို့ခရီးသွားတဲ့အခါမျိုးကြီးတော်တော်အဆင်ပြေရပေါ့နော်ကိုဒီ family တွေပဲဖြစ်ဖြစ်တကယ်ချင်းတွေလည်းပဲဖြစ်ဖြစ် trip တွေသွားတဲ့အခါဆိုရင် cargo space ကျယ်တော့တကယ်ကိုအဆင်ပြေရပြီးရင်ဒီအောက်မှာဆိုရင်လည်း spare wheel တွေပစ္စည်းစုံလေးတွေလည်းအကုန်ပါအောင်မယ်
ကြီးမင်းတို့တော့မသိဘူးညီမလေးအနေနဲ့ကားဝယ်မယ်ဆိုရင်တော့ညီမလေးကတော့ brand new ပဲဝယ်ခြင်းနဲ့ပေါ့နော်ဘာလို့လဲဆိုတော့သူ့မှာပါရဲ့ brand တွေတောက်ပဲဖြစ်တယ်ဒီကားမှာဆိုရင်လည်း brand တွေကို 5C ရနေပြီးတော့ကီလို3သိန်းခွဲကြီး brand တွေပါရှိတဲ့အတွက်ကြောင့်မလို့တကယ်ကိုသင်ပြပါရှင်ဒီလိုရုပ်ချက်ပိုင်းလဲမိုင်း fashion လဲပြီး Rush Super Woman ဖြစ်တဲ့ SUV ကားကောင်းတစ်စီးလေးကိုလာဝယ်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့အမှတ်24မကြီးတီလန်ဆန်းသားမှုရဲ့ရန်ကုန်မှာရှိရဲ့ညီမလေးတို့ NCC Auto Car Sales Center မှာလာဝယ်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရှင်ဒီကိုကြည့်ရှုပေးသူတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်